ကဲဘောလုံးဝါဒနာရှည်တွေအတွက်ကဘာကျော်ဘောလုံးအသင်းတွေရဲ့ nickname တွေနဲ့သူတို့ရဲ့အမည်ပြောင်းတွေဘယ်ကနေစဖြစ်လာတယ်လဲဆိုတာကိုပြောပြပေးသွားမှာပါပထမဆုံး Manchester United ပါသူတို့ကို The Red Devils လို့ခေါ်ကြပါတယ်1960ခုနှစ်တွင်မှာနီးပြ Sir Matt Busby ကအသင်းကိုပို့ပြီးကြောက်ဖို့ကောင်းစေခြင်းလို့ Salford Rugby အသင်းရဲ့အမည်ကိုယူသွင်းခဲ့တာပါအသင်းရဲ့ anthem ကတော့ Glory Glory Man United ပေါ့ဒုတိယကတော့ Liverpool ပါ The Reds လို့လူသိများပါတယ်ဒါကတော့1894ကဒီကအသင်းဝစ်စုံကိုအနီရောင်ပြောင်းလဲဝစ်ဆင်ခဲ့တာကိုအစွဲပြုခေါ်တာပါသူတို့ရဲ့နာမည်ကျော်သချင်းကတော့ You Never Walk Alone ဖြစ်ပါတယ်နောက်ထပ် Arsenal ပါသူတို့ကတော့ The Gunners လို့ခေါ်ကြတယ်လေဘာလို့လဲဆိုတော့အသင်းကိုစကန်တီထောင်သူတွေဟာ Royal Arsenal လက်နက်စက်ရုံကအလုပ်သမားတွေဖြစ်လို့ပါအသင်းတစ်စိတ်မှာလည်းအမြောက်ပုံပါတာကိုတွေ့ရမှာပါတချင်းကတော့ The Angel ပါ Okay အခု Chelsea အကြောင်းကြည့်အောင်သူတို့ကို The Blues လို့ခေါ်ပါတယ်အသင်းရဲ့အပြာရောင်ဝတ်စုံကြောင့်ပေါ့အရင်က The Pensioners လို့ခေါ်ခဲ့ပြီးမြဲ1950နောက်ပိုင်းမှာတော့ The Blues ဖြစ်လာပါတယ်တချင်းက Blue is the color ပါ Manchester City ကြတော့ The Citizens လို့ခေါ်ပါတယ်အသင်းနာမည် City ကိုအခြေခံပြီးမြို့ခံတွေရဲ့အသင်းဆိုတဲ့သဘောနဲ့ခေါ်တာပါသူတို့ရဲ့နာမည်ကြီးတချင်းက Blue Moon ဖြစ်ပါတယ်ကဲ Tottenham အလက်ရောက်ပြီ The Spurs လို့သိကြပါတယ်14ရာစုကသူရဲ့ကောင် Harry Hotspur ကိုအစွဲတူထားတာပါသူဟာစက်တိုက်ပွဲဝါဒနာပါသူမို့ချက်ဖာယူဟာအသင်းတစိတ်ဖြစ်လာတာပေါ့တချင်းက When the Saints Go Marching In ပါစိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Everton ပါသူတို့ကို The Toffees လို့ခေါ်ပါတယ်အသင်းကွင်းသားက Old Mother Noblet ဆိုတဲ့တိုဖီတကြားလုံးဆိုင်ကနေအစားပြုတာပါပွဲနေတိုင်းပရိသတ်တွေကိုတကြားလုံးဝေးလေရှိလို့ဒီနာမည်ရလာတာပါ Newcastle က The Magpies ပါအသင်းဝစ်စုံကအဖြူအမဲစင်းဖိနေတာဟာငှက်စိတ်ငှက်ရဲ့အယောင်နဲ့တူလို့ခေါ်တာပါကဲအခုစပိန်ကိုထွက်ရအောင် Real Madrid ပါသူတို့ကို Los Blancos လို့ခေါ်ပါတယ်အဖြူရောင်များလို့အဓိပ္ပာယ်ရပြီးအသင်းသမိုင်းတစ်လျှောက်အဖြူရောင်ကိုပဲအမျက်နှာဝစ်ဆင်ကြလို့ပါ Anthem ကတော့ Hala Madrid y Nada Más ပါ Barcelona ကျတော့ La Blaugrana လို့ခေါ်ပါတယ်ကတလန်ဘာသာစကားအပြာနဲ့အနီရောင်ရင်းလို့အဓိပ္ပာယ်ရပါတယ်အသင်းဝစ်စုံအယောင်ကိုရည်ညွှန်းတာပါ Atletico Madrid ကတော့ Los Colchoneros လို့ခေါ်တယ်ဗျအဓိပ္ပာယ်ကမွေးရာချုပ်သူများတဲ့အရင်ခေတ်ကစပိန်မှာမွေးရာကစွတ်တွေကိုအနီးအဖြူစင်းတွေနဲ့ချုပ်လိရှိလို့အသင်းဝစ်စုံနဲ့နှိုင်းရှင်ခေါ်ကြတာပါအီတလီဘက်ကိုလဲကြည့်မယ်ဆိုရင် Juventus ရှိပါတယ်သူတို့ကို The Old Lady လို့ခေါ်ကြတယ်1930ဝန်းကျင်မှာအသင်းကကစားသမားဟောင်းကြီးတွေကိုပဲဆက်ထိန်ချလို့အဖွားအိုလိုပြိုင်ဘက်တွေကနောက်ပြောင်ခေါ်ရကနေအတီးဖြစ်သွားတာပါ AC Milan ကတော့ I Rossoneri ပါအနီနဲ့အမြဲများလို့အဓိပ္ပာယ်ရပါတယ်ပြိုင်ဘက်တွေကြောက်အောင်အနီရောင်နဲ့နတ်ဆိုးတွေရဲ့အမြဲရောင်ကိုပေါင်းစပ်ထားတာပါ Inter Milan ကျတော့ I Nerazzurri လို့ခေါ်ပါတယ်အမြဲနဲ့အပြာများလို့အဓိပ္ပာယ်ရပြီးကောင်းကင်ပြာနဲ့ညာဦးရန်အယောင်ကိုကိုးစားပြုတာပါနောက်ဆုံးအနေနဲ့ဂျာမနီက Bayern Munich ပါသူတို့ကို Die Roten လို့ခေါ်တာပြီးအနီရောင်များလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဂျာမနီမှာတော့သူတို့ကိုကျယ်တွင်ကစားသမားတွေများလွန်းလို့ FC Hollywood လို့လည်းတချို့ကခေါ်ကြပါသေးတယ်ဗျကဲအခုဆက်ပြီးတော့ဒီနာမည်ကြီး15သိန်းရဲ့အိမ်ကွင်းအမည်တွေရဲ့ပရိသတ်ဘလောက်ဝင်ဆက်တယ်လဲဆိုတာကိုကြည့်လိုက်ရအောင်ပထမဆုံး Manchester United ရဲ့ Old Trafford ကွင်းပါပရိသတ်ပေါင်း94,310ခန့်ဆန့်ပါတယ် Liverpool ရဲ့ Anfield ကွင်းကတော့အခုဆိုရင်61,286ယောက်အထိဝင်ဆက်နိုင်ပြီဖြစ်ပါတယ် Arsenal ရဲ့ Emirates Stadium ကတော့ပရိသတ်6,904ယောက်ဆန့်တာပေါ့ Chelsea ရဲ့ Stamford Bridge ကွင်းကတော့4,340ယောက်ဆန့်ပါတယ် Manchester City ရဲ့ Etihad Stadium ကတော့53,400ခန့်ဆန့်ပြီး Tottenham ရဲ့ခေတ်မီလာတဲ့ Tottenham Hotspur Stadium ကတော့62,850အယောက်ထိဝန်ဆန့်နိုင်ပါဗျာဆက်လက်ပြီးတော့ Everton နဲ့ Goodison Park ကွင်းမှာ39,414ယောက်ဆန့်ပါတယ် Newcastle ရဲ့ St James Park ကွင်းကတော့52,305ယောက်ဆန့်တာကိုတွေ့ရမှာပါအခုစပိန်ဘက်က Real Madrid ရဲ့ Santiago Bernabeu ကွင်းကြီးကတော့ပြန်လည်ဖန်ဆင်းပြီးနောက်85,000ခန့်အထိဝန်ဆန့်နိုင်တော့ပါပြီ Barcelona ရဲ့ Spotify Camp Nou ကွင်းကတော့
ကမ္ဘာအကြီးဆုံးကွင်းတွေကတစ်ခုဖြစ်ပြီး3,500အထိဝန်ဆန့်ဖို့ပြင်ဆင်နေတာပါ။ Atletico Madrid ရဲ့ Metropolitano Stadium ကတော့94,600ဆန့်ပါတယ်မြောက် အီတလီက AC Milan နဲ့ Inter Milan နှစ်သင်းစလုံးအသုံးပြုတဲ့ San Siro သို့မဟုတ် Giuseppe Meazza အကွင်းကြီးကတော့9,500ရောက်အထိဝန်ဆန့်ပါတယ်။ Juventus က Allianz Stadium ကတော့4,500ရောက်ဆန့်တာပေါ့။နောက်ဆုံးအနေနဲ့ Germany က Bayern Munich ရဲ့ Allianz Arena ကွင်းကြီးကတော့ပြည်သက်9,500တိတိဝန်ဆန့်နိုင်ပါတယ်ခင်ဗျာ။